ထိုင်းအနုပညာရှင်တွေနဲ့ရုပ်ရှင်အတူတူတွဲရိုက်ခွင့်ရခဲ့ကြတဲ့မြန်မာအနုပညာရှင်လေးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စန်စီပါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကရုပ်ရှင်မင်းသားမင်းသမီးတွေကပြည်ပအနုပညာရှင်တွေနဲ့အလုပ်တူတူတွဲလုပ်ခွင့်ရတယ်ဆိုတာတော်တော်လေးကိုထူးခြားတယ်လို့ရှားတယ်လို့ဆိုရမှာဖြစ်တယ်။ဒီတရားမှာပြည်ပအနုပညာရှင်တွေကကမ်းလှမ်းလို့ရုပ်ရှင်ရိုက်ခွင့်ရခဲ့တဲ့အနုပညာရှင်တွေလည်းရှိပါတယ်။ဘယ်သူတွေလဲဆိုတာကြည့်လိုက်ရအောင်ပါ။နံပါတ်1ဖြေတီဦးကMiss Thailand 2014ရဲ့ Second Runner အဆုရှင်အလှမယ်နဲ့အတူ TD and Donut ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုအတူတူတွဲဖက်ပြီးတော့တရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ထိုင်းတရုပ်ဆောင်တချို့နဲ့တွဲဖက်ပြီးတော့တရုပ်ဆောင်ထားတာဖြစ်ပြီးတော့ထိုင်းမှာရိုက်ကူးခဲ့ရလဲဖြစ်ပါတယ်။အဲဒီရုပ်ရှင်ကပရိသတ်တွေကြားထဲမှာအောင်မြင်တယ်လို့ရှိရတဲ့အတွက်လူကြည့်များခဲ့ပါတယ်။ဒါအပြင်ဖြေတီဦးနဲ့ထိုင်းမင်းသမီးလေးတို့ကအတွဲဆက်လဲညီခဲ့ပြီးတော့လိုက်ဖက်ညီခဲ့တာဖြစ်ပါတယ်။နံပါတ်1တောင်ကလည်းမြန်မာနိုင်ငံမှာတဟုန်တိုးအောင်မြင်လာခဲ့တဲ့မင်းသားဖြစ်ခဲ့တယ်လို့အရေးချင်းကလည်းပြေးသွားတဲ့သူဖြစ်ပါတယ်။ရုပ်ရှင်တွေသာဆက်ရရင်နေရာတစ်ခုရရှိမဲ့တောင်ကအခြေအနေရထိုင်းမှာအခြေချတဲ့အချိန်မှာလည်းအနုပညာအလုပ်တွေကမရက်တန့်သွားခဲ့ပါဘူး။တောင်ကိုထိုင်းအနုပညာရှင်တွေကရုပ်ရှင်ရိုက်ဖို့အတွက်ကိုကမ်းလှမ်းခဲ့ကြတာပါ။ဒါကြောင့်မို့မြန်မာနိုင်ငံကမင်းနဲ့အေယာဝရီမြစ်အကြောင်းကိုတင်ဆက်ထားတဲ့ဇာတ်လမ်းတွဲမှာဇော်ပူတရုပ်ဆောင်နေနဲ့ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့နှစ်ထဲမှာဆိုရင်လည်းတောင်ကထိုင်းရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။တောင်ကလက်ရှိမှာလည်းထိုင်းမှာနေတာဖြစ်လို့ထိုင်းအနုပညာရှင်တွေနဲ့အလုပ်တွဲလုပ်ဖို့အစီအစဉ်တွေမှာလည်းဇက်တိုက်ကိုပါဝင်ရမှာဖြစ်ပါတယ်။နံပါတ်3ပိုးမမီတာကလည်းထိုင်းရဲ့နာမည်ကြီးရုပ်ရှင်ထုတ်လို့ရကနေမင်းသမီးအဖြစ်ပါဝင်ဖို့ကမ်းလှမ်းခြင်းခံရတာဖြစ်ပါတယ်။ထိုင်းမှာလက်ရှိနာမည်ကြီးနေတဲ့မင်းသမီးမင်းသားဇက်ပူရီနဲ့အတူတူရုပ်ရှင်တကားမှာပါဝင်တရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ကန်ကောင်းဆိုတဲ့ခွေးလေးတကောင်အကြောင်းကိုအခြေပြုပြီးတော့ရိုက်ထားတာဖြစ်ပြီးပိုးမမီတာကထိုင်းမှာအချက်လက်မပြည့်စုံတဲ့မြန်မာလူသားတွေနဲ့ပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇက်ကားမှာသူ့ရဲ့ဇက်ကောင်ကလည်းလောက်ခွင့်ရတဲ့နေရာတစ်ခုဖြစ်လို့မြန်မာနိုင်ငံပရိသတ်တွေကတော့ပိုးမမီတာအတွက်ဂုဏ်ယူနေကြတာဖြစ်ပါတယ်။ပိုးမမီတာကထိုင်းရုပ်ရှင်ထုတ်လို့ရင်းနဲ့အလုပ်တွဲလုပ်တဲ့အကြောင်းကိုကြိုတင်အသိမပေးဘဲနဲ့ရုပ်ရှင်ဇာတ်ကားယုံတင်ကန်ဒီမှသာအသိပေးတာဖြစ်ပါတယ်။ယုံတင်တော့မှာဖြစ်ပြီးတော့မြန်မာနိုင်ငံမှာလည်းယုံတင်ခွင့်ရအောင်ကြိုးစားမယ်လို့သိရပါတယ်။နံပါတ်4ပိုင်တကွန်ကလည်းဦးစင်းဝင်းရဲ့နဲ့ထိုင်းကလူအများကြားမှာရုပ်ချောတဲ့မြန်မာဦးစင်းလေးအဖြစ်ကိုနာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ထိုင်းနိုင်ငံရုပ်ရှင်ထုတ်လို့ရေးတွေကပိုင်တကွန်ကိုရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းကြပါတယ်။ရုပ်ရှင်ဇာတ်ကားတွေမှာခေါင်းဆောင်မင်းသားတွေနဲ့တကားပြီးတကားရိုက်ခွင့်ရတဲ့အထိကိုအောင်မြင်တာပါ။ပိုင်တကွန်ကထိုင်းတင်မဟုတ်ပဲကမ္ဘောဒီးယားမှာဆိုရင်လည်းအိမ်ရှိမင်းသမီးနဲ့အတူရုပ်ရှင်ရိုက်ရတဲ့အထိအောင်မြင်တဲ့မြန်မာပြည်ကမင်းသားတစ်လက်ဖြစ်ပါတယ်။နောက်ထပ်လည်းရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေရှိနေသေးတာဖြစ်ပြီးတော့မကြခင်မှာယုံတင်ပြသသွားတော့မှာပါ။ပိုင်တကွန်ကထိုင်းထုတ်လို့ရေးတွေရဲ့အာယုံစိုက်ခံရတာမို့နောက်ထပ်လည်းရိုက်ဖို့အစီအစဉ်တွေရှိပါသေးတယ်။ဒါပေမဲ့အိမ်တော်ပြုတ်လိုက်တဲ့အချိန်မှာသူ့ကိုတချို့မိန်းကလေးပရိသတ်တွေကစိတ်မဝင်စားတော့တာမျိုးအားမပေးရတော့မျိုးရှိပါတယ်။ထိုင်းလူပညာရှင်တွေနဲ့အလုပ်တွဲဖက်ပြီးတော့လုပ်ကင်ခွင့်ရတဲ့ဒီအနုပညာရှင်လေးဦးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးcommentလေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။